မင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးမှာတော့ကိုဂျင်မီရဲ့ချစ်ချင်းမေတ္တာလမ်းညွှန်တရားသစ်ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ချစ်ချင်းမေတ္တာလမ်းညွှန်တရားသစ်မနက်ကစာလကြောင်းဖတ်ရတယ်ကိုလောက် qualify မဖြစ်တဲ့သူတွေကိုလောက်အရေးချင်းအရေးတွေးမရှိနေဘူးလို့ထင်ရတဲ့သူတွေကကိုထက်တာနေတဲ့အခြေအနေရောက်နေတာမျိုးဘဝမှာမြင်ရတတ်တယ်ဘာလို့လဲဆိုတော့သူတို့ကကိုစဉ်းစားထားတာတွေအများကြီးတဲ့ကတချို့ကိုတကယ်ဖြစ်အောင်လုပ်သွားလို့ဒီလိုဆိုလိုရင်းသဘောကိုပဲနာမည်ကြီးစာအုပ်တွေလို့ပြောလို့ရတဲ့ The Land Setup တို့ Start with Why တို့မှလည်းဖတ်ဘူးတယ်စာအုပ်ထဲမှာပါတာတွေကိုအချင်းချင်းပြောရရင်တော့အရှင်မပါတဲ့အတွေးခေါ်တွေကအတွေးခေါ်အဖြစ်နဲ့ပဲလေထဲမှာပျောက်ကွယ်သွားမှာပဲအဲ့ဒီအတွေးခေါ်ကိုတကယ်လက်တွေ့ဖြစ်လာအောင်စူးစမ်းကြည့်တဲ့သူတွေကပဲနေရာတစ်ခုရောက်သွားကြတာများတယ်ပေါ့ဒီသဘောကမကြလာမင်းနေကြတဲ့မိန်းကလေးတယောက်ကိုပြန်ကြိုက်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့မိကုံရဲ့အဖြေဆိုလဲမမှားဘူးကြိုက်နေတယ်မဟုတ်လားဖွင့်ပြောငင်းတယ်မဟုတ်လားမရမကလိုက်ကယ်လီကကျွန်တော်ကို128ခေါက်လောက်ညှင်းမှုတယ်ပြက်ပြီးဆိုပြီး48ခေါက်လောက်ထားခဲ့ဘူးတယ်တခုတော့ရှိတာပေါ့အတင်းလိုက်ကတဲ့ပုံစံကမှန်လို့တော့မရဘူးမဟုတ်ရင်လူယုံမှာပုံစံဖြစ်သွားလိမ့်မယ်အကိုကြီးကချစ်လို့ဘာလို့လို့ပုံစံအထိမဖြစ်သွားဖို့တော့လိုတယ်လိုက်ကတဲ့နေရာမှာကြတော့ marketing နဲ့ဆိုင်သွားတယ်ကိုကဘယ်နေရာတွေမှာတော့အားတာကြောင်းသူသိအောင်ပြောရတော့မယ်ဥပမာဂိမ်းစော်ရင် baby sit baby တပွဲလုံး carry ပေးသွားနိုင်ကြောင်းဒါမှမဟုတ်မိဘတွေကချမ်းသာကြောင်းစားတော်ကြောင်းရုပ်ချောကြောင်းငွေမချမ်းသာပေမဲ့ဉာဏ်ပညာအမျှော်မြင်ကြီးမားကြောင်းအမြဲတမ်းစောင့်ရှောက်ပေးသွားမှာဖြစ်ကြောင်းဒီလိုအချက်တွေသူသိအောင်တနည်းမဟုတ်တနည်းနဲ့လုပ်ဖို့လိုတယ်အဲ့ဒီအချိန်မှာလည်းတစ်ဖက်ကကို crush ရဲ့ needs and wants တွေကိုသိထားဖို့လိုသေးတယ် customer ကရုပ်ချောတာကိုကြိုက်တဲ့သူဆိုပညာဉာဏ်မြင့်မားကြောင်းတွားပေးလို့မရဘူးသူလိုချင်တဲ့အဲ့ဒီအရေးချင်းကကိုမှမရှိနေရင်တော့အဲ့ဒီအပိုင်းမှာတန်တန်ပြက်ပြက်တနာလေးနေတတ်အောင်အထောက်ပြီးမှတခြားအရေးချင်းတွေနဲ့ရောပြီးထိုးထည့်ရမှာတစ်ဖက်ကလိုချင်တဲ့အရာနဲ့ကိုမှရှိနေတဲ့အရာကမတူနေဘူးဆိုရင်အဲ့ဒီအရာကိုနည်းနည်းဖြည့်ပြီးမှကတ်တာက project အောင်မြင်နိုင်ခြေပိုများတယ်ငါမှတော့ဒါလေးပဲရှိတယ်ဒါလေးပဲယူလိုက်ပါလားဆိုရင်တစ်ဖက်ကငင်းနိုင်ခြေများတယ်အဲ့ဒီတော့ customer ဘာကြိုက်လဲဆိုတာသိအောင် customer analysis တေချာလုပ်ရမယ်အင်စာလုပ်ရမယ်ပေါ့ကလေးမကဘာတွေကြိုက်တယ်လဲဘယ်ချိန်မှာဘာတွေလုပ်တယ်လဲကြောင်းလာရင်ဘီကုတ်ဘာလို့အမြဲခွက်တာလဲရိုးတသားနေတတ်သူလားနည်းနည်းဆိုရှယ်ကောင်းတဲ့လူလားဒါတွေကိုအရင်လေ့လာဖို့လိုတယ်ငယ်တော့ကကျွန်တော်တို့ရဲ့အမကချစ်တယ်ဆိုချစ်တယ်ပဲအဲ့ဒါလို့ကိုယ့်ဘက်ကနေသူပြန်ကြိုက်လာအောင်ဘာတွေလုပ်ဖို့လိုတယ်ဆိုတာတတိထားလေးမရှိဘူးအဲ့ဒါကအခုအငင်းခံနေရတဲ့သူတွေရဲ့လိုအပ်ချက်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့ဒါလို့သူကြိုက်နိုင်မယ်ထင်တာတွေအားလုံးလုပ်ပြီးချိန်မှာတော့အငင်းခံနေရတော့မယ်ကိုယ့်လူဆိုရင်တော့တေးကြတာခမားဖြစ်နေလို့ကိုမကြိုက်တာအဲ့ဒါတော့ကျွန်တော်လည်းမတတ်နိုင်တော့ဘူးဒါကတော့ကိုချင်းမင်းပြောပြခဲ့တဲ့ချစ်ချင်းမေတ္တာလမ်းညွှန်တရားသစ်ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုနားထောင်နေတဲ့မိတ်ဆွေကရောကိုယ့်ရဲ့ crush ကိုဘယ်လိုချိခဲ့ပြီးတော့ဘယ်လိုရယူနိုင်ခဲ့လဲဆိုတာကိုအောက်က comment လေးမှာမျှဝေပေးခဲ့ပါဦး